ကျွန်တော်နာမည်ကတော့ G-Man မြန်မာလူကတော့လမင်းထုံးလို့ခေါ်ပါတယ်လူထက်ကိုစော့သွားတဲ့ပုံမှာကြည်နပ်မှုရှိလားဆိုတော့တချို့အကွက်တွေမှာတော့ကျွန်တော်ထွက်တိုက်ပြီးထိုးရမှာဆိုပေမဲ့ဒါပေမဲ့ဒီချိန်မှာသူ့ကိုကျွန်တော်ဒီချိရောက်ပြီးမှမရှုံးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်စိတ်ကိုချုပ်ပြီးမှပြန်ပြီးတော့ saving ကစားသွားတယ်ပေါ့မနေ့ကဖြစ်သွားတဲ့ဟာကမနေ့ကျွန်တော်ပြန်ပြီးတော့ရေတောက်အောင်မရေမတောက်ပဲနဲ့မနေ့ဒီရေဘူးတစ်လောက်လောက်လေးပဲရှိတဲ့ဟာလေးတောက်လိုက်ပြီးမှနေ့လေကျတော့လေကိုတုံကြီးနဲ့တွေ့ရချိန်တန်ပြာဒီဖြော်ရည်လောက်ပဲတောက်လိုက်တော့တကယ်ပွဲထိုးရချိန်အာယုံသားစိုက်တဲ့ချိန်ချွေသားထွက်လာတော့ဟာကြမှာလူကမိုက်ကနေဖြစ်ပြီးတော့ဘာမှန်းကိုမသိတော့ဘူးပြန်ထိုးလာတော့ဆရာဆောင်ကကျွန်တော်ရှေ့ရောက်နေပထမပြန်ထိုးတဲ့ပွဲပေါ်မှာတော့တကယ်မျိုးကိုထွေးကိုတကယ်လဲကျေးဇူးတင်တယ်။ဘာလို့ဆိုသူဆက်မထိုးဆိုလဲရတယ်။ဒါပေမဲ့သူအနေနဲ့ပြန်ပြီးတော့ဒီကနေ 1C ကနေစပြီးပြန်ထိုးပေးတယ်။သူနဲ့ကတော့အခုဒီနေ့ပွင့်လောက်ကိုပွင့်လို့မရတော့ဘူး။ဒီနေ့ကျွန်တော်တချို့လုံးတွေနှလုံးသုံးလုံးလောက်ကျွန်တော်အားနေတယ်။ဒါပေမဲ့အဲ့လိုသွားပေးလိုက်ရင်ကိုကတော့ကကျွန်တော်အလဲထိုးသွားလိမ့်မယ်။အဲ့လိုပေါ့အဲ့ကြတော့သူနဲ့ကလုံးဝလုံနေအောင်စီနိုင်မှကျွန်တော်ဒီ final ထိတက်ဖို့ကကျွန်တော် chance ရှိတယ်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာကျေးဇူးတင်ပါတယ်ဗျာ